Hello ဒီနေ့ကတော့ဒီ crash ပေါ့နော် crash နဲ့ပတ်သက်ပြီးတော့ reading လေးတွေကို video အကျယ်ဖြန့်ပြီးတော့ပေါ့နော်အဲဆိုတော့ video အရှိလေးကိုလာလုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့ crash နဲ့ပတ်သက်ပြီးတော့တစ်ချက်လောက်ကြည့်ရအောင်နော်crash နဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမျိုးမှာဆိုရင်တစ်ဖက်လူကတိတ်ပြီးတော့အလားလာမကောင်းသူရဲ့ဒီစီးပွားရေးတော့၎င်းတခြားရေးကိစ္စတွေမှာတစ်ဖက်လူကတော်တော်လေးကိုခက်ခဲနေတဲ့ပုံစံကြီးထားမျိုးအများကြီးတွေ့ရတယ်။ချင်းတဲ့ချက်ထဲရောက်နေရေပေါ့နော်။ပြီးတော့သူကိုယ်တိုင်တခြားကိစ္စရက်တွေတခြားအရာတွေဒါမျိုးတွေကိုသူအတိုက်ခံနေလောက်ပြီးတော့ကြော်ဖြတ်နေရတဲ့ပုံစံကြီးထားမျိုးတွေအများကြီးတွေ့ရပါတယ်။ဆိုတော့တစ်ဖက်လူကတခြားရေးကိစ္စတွေမှာတင်သူ့မှာဖြည့်ရှင်းနေရတဲ့ပုံစံကြီးထားမျိုးတွေများတာဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်လူကကိုယ်နဲ့ပတ်သက်ပြီးတော့အချိန်လည်းမပေးနိုင်ဘူး။နော်ပြီးတော့ရင်ဆုံးဖြတ်ချက်တီးကြကြရေးရလည်းပေးနိုင်မှာမဟုတ်ပါဘူး။ပြီးတော့သူကဒီဘက်အခြေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့အချိန်လည်းမရှိဘူးပေါ့နော်စိတ်ဝင်စားဖို့လည်းမရှိဘူးဒီမှာနောက်ဆုံးကပ်မှာဆိုရင်ဒီကကြတာဖြစ်တဲ့ကြောင့်တစ်ဖက်လူကအသေးချာတီးကြတဲ့အချက်ပြတဲ့အဲ့လိုမျိုးအဖြေတစ်ခုကိုပေးမှာမဟုတ်ပါဘူးပေးလည်းမပေးနိုင်ပါဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဘက်ကနေမူအောင်ဖို့ပဲပြောလို့ရမယ်ပေါ့နော်မူအောင်လိုက်တာတော့အကောင်းဆုံးပဲ crash နဲ့ပတ်သက်ရင်လို့ပုံစံမျိုးတွေရှိရဆိုတော့ crash နဲ့ပတ်သက်ပြီးတော့သူ့ဘက်ကနေပြီးတော့ပေါ့နော်ဒီသဘောထားလေးတွေကိုတစ်ချက်ကြည့်မယ်crash နဲ့ပတ်သက်ပြီးသူ့ရဲ့သဘောထားလေးတစ်ချက်ကြည့်တဲ့အခါမျိုးမှာတော့သဘောထားတော့ကောင်းပါတယ်ဓမ္မဒီဟာကဒီ tower မှာ reverse ကြထားဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့သဘောထားတော့ကိုယ်တော့ဘယ်လိုပြောရမလဲဆိုရင်ကိုယ့်ပေါ်တော့စိတ်ရှိတယ်စိတ်ရှိပေမဲ့သူ့ဘက်ကနေပြီးတော့စိတ်ရှိပေမဲ့သူ့ဘက်ကနေပြီးတော့မဖြစ်နိုင်တဲ့အကြောင်းတရားမျိုးတွေနော်အဲ့လိုမျိုးအခြေအနေမျိုးတွေကိုတွေ့ရတယ်သူ့ဘက်ကစိတ်ရှိပေမဲ့မဖြစ်နိုင်တဲ့အကြောင်းတရားမျိုးတွေအဲ့လိုပုံစံအနေထားမျိုးတွေကိုတွေ့ရတယ်ပေါ့နော်စိတ်ရှိရင်တော့မှသူ့ဘက်ကနေပြီးတော့အဖြေပေးလို့မရဘူးအဲ့လိုမျိုးစိတ်တွေသဘောထားမျိုးတွေရှိတယ်ကိုယ့်ပေါ်တော့စိတ်ရှိတယ်ဒါပေမဲ့အဲ့စိတ်ရှိရဲ့သဘောကျတဲ့စိတ်တော့မဟုတ်ပဲမဲ့ကွယ်စိတ်တော့ရှိတယ်ကိုနဲ့အဆင်ပြေမဲ့လို့လည်းသူတွေးတယ်ဒါပေမဲ့သူ့ရဲ့ဘက်မှာတခြားရေးကိစ္စတွေအဆင်မပြေနေရဖြစ်တဲ့အတွက်ကြောင့်နော်ကိုယ့်ဘက်ကိုဒီ relationship လို့ပုံစံနေထားမျိုးအဖြစ်တစ်ခုခုအဲ့လိုမျိုးပေးနိုင်မှာမဟုတ်သေးဘူးဒါသူရဲ့စိတ်နေသဘောထားလို့ပုံစံမျိုးရှိရအဲ့ဒါတွေရှိမယ်နောက်ထပ် crush နဲ့ပတ်သက်ပြီးတော့ crush ကကိုယ်ကိုပြန်ပြီးတော့ဘောနော်ချက်လာနိုင်မလားတစ်ချက်လောက်ကြည့်အောင် crush ကကိုယ်ပြန်ချက်လာနိုင်မလားဆိုရင်တော့အချိန်ကတော်တော်လေးကိုစောင့်ရလိမ့်မယ်တော်တော်ကြာကိုစောင့်ရလိမ့်မယ်ပြန်ချက်လာနိုင်ဖို့ရာခိုင်နှုန်းကလည်းသူ့ရဲ့စိတ်ပေါ်မှာပဲမူတည်ရဲ့ကွယ်သူကတကယ်ကိုစီကိုလှမ်းလာမယ်ဆိုရင်တော့အဆင်ပြေတယ်ဒါပေမဲ့ဒီတိုင်းပဲရက်တက်နေမဲ့ပုံစံနေသားမျိုးကများတော့ချစ်လာနိုင်ချီ%ကတော့နည်းမယ်သူရဲ့စိတ်ပေါ်မှာပဲမူတည်တာသူကတကယ်စိတ်ရှိရင်တော့လှမ်းလာမဲ့ပုံစံနေသားမျိုးပဲကွယ်ဒါပေမဲ့တခြားရေးကိစ္စတွေကိုထည့်တွေးနေတွက်နေရဖြစ်တဲ့အတွက်ကြောင့်တိတ်တော့ကိုပြန်ချစ်လာနိုင်မဲ့လားလာမျိုးကနည်းတယ်နော်အဲ့တော့ဒီ crush နဲ့ပတ်သက်ပြီးတော့နောက်ထပ်ထပ်ပြီးတော့ဘာတွေထပ်ကြည့်ရင်ကောင်းမလဲဆိုရင် crush ရဲ့အခုဒီလက်ရှိအချိန်လေးတစ်ချက်ကြည့်အောင်နော် crush ရဲ့အခုလက်ရှိအချိန်လေးတစ်ချက်ကြည့်မယ် crush ရဲ့အခုလက်ရှိအချိန်တွေကကြတော့သူကလေအဲ့အစားလေးတွေမမှန်တာမျိုးလေးတွေအိမ်မပြောတာမျိုးလေးတွေအဲ့လိုမျိုးပုံစံနေထားမျိုးတော်တော်များများကိုတွေ့ရတယ်ပေါ့နော်ဆိုတော့သူရဲ့လက်ရှိအချိန်တွေကတော့သူ့ရဲ့ဒီအလုပ်တော်၎င်းသူ့ရဲ့တခြားကိစ္စရက်တွေနဲ့တော်၎င်းဒါမျိုးတွေကတော်တော်လေးကိုအဆင်ပြေဖြစ်နေရအိတ်ချိန်လုံလောက်ဖို့လိုအပ်နေတယ်နော်စားချိန်လည်းပုံမှန်မဖြစ်တာမျိုးတွေအဲ့တော့အဲ့အစားလေးတွေဟောကျမကြီးနည်းနည်းလေးတော့ချူချနေရပေါ့နော်ဒါသူ့ရဲ့အခုလက်ရှိအချိန်တွေကလို့ပုံစံမျိုးတွေကိုတွေ့ပါတယ်နော်ဆိုတော့ဒီမှာ crash နဲ့ကိုနဲ့ရှေ့ဆက်ပါဆက်ဖြစ်လာကြမလဲတစ်ချက်ကြည့်မယ်နော် crash နဲ့ကိုနဲ့ရှေ့ဆက်ပါဆက်ဖြစ်လာမလဲဆိုရင်တော့ဒီတိုင်းပဲထုံရင်တိုင်းပဲတစ်ဖက်ကလည်းသူ့လုံးမယ်ကိုကလည်းကိုလုံးမယ်အဲ့လိုပုံစံမျိုးပဲစကားပြောစရာရှိရင်တော့ပြောချင်လဲပြောမယ်ကွယ်စကားကတော့ဒီမေးထုခေါ်ပြောခက်တန်းအဲ့လိုမျိုးလေးပဲဖြစ်နေမှာအရင်လဲစုံအဆင့်နဲ့လည်းဝင်မှာမဟုတ်သလို relationship အဆင့်စုံနဲ့လည်းဝင်မဲ့ပုံစံနေထားမျိုးမရှိဘူးတစ်ဖက်လူကလည်းသူ့ရဲ့အလုပ်ကိစ္စငွေကြေးပိုင်းဒီຢာတွေရီမန်းချက်တွေကိုကောင်းထည့်ဖို့စူးစမ်းနေတယ်ကိုယ်တိုင်ကလည်းကိုယ်အလုံးနဲ့ကိုယ်လုံးနေတဲ့ပုံစံနေထားမျိုးပဲအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်လူနဲ့ကိုယ်နဲ့ရှေ့ဆက်အချိန်တွေမှာတိတ်တော့ထူးခြားမှာတော့မဟုတ်ဘူးဆိုတော့ဒီ crash back ကနေပြီးတော့ပေါ့နော်ကိုယ်လှမ်းလာဖို့ရှိလားတစ်ချက်ကြည့်မယ်နော်
ဆိုတော့ crush ဘက်ကနေပြောလှမ်းလာဖို့ရှိလားဆိုရင်လှမ်းလာဖို့ကတော့သူရဲ့စိတ်လိုလက်ရရှိတဲ့အချိန်တွေမျိုးဆိုရင်တော့လှမ်းလာလိမ့်မယ်လှမ်းလာဖို့ရခိုင်တော့30% လောက်ပဲရှိရဲကွယ်ဆိုတော့30% လောက်ပဲရှိရဲဆိုတော့တိတ်တော့မျောလင့်ထားလို့မရဘူးသူကသူ့ရဲ့တခြားရေးကိစ္စတွေနဲ့လဲနေရသူ့ရဲ့ငွေကြီးပိုင်းတို့အလုပ်ပိုင်းတို့မိသားစုရေးပိုင်းတို့ဒါနဲ့လဲနေရပြီးတော့ဒီမှာဆိုရင်လှမ်းလာမဲ့ကံမှာဆိုရင်တစ်ဖက်လူကကိုလှမ်းလာမဲ့ပုံစံနေထားမျိုးတဲ့တခြားသူဘက်ကိုလှမ်းမဲ့ပုံစံနေထားမျိုးအားတာတယ်သုံးမဆိုင်လို့ပုံစံနေထားမျိုးတွေတွေ့တယ်အဲ့ဆိုတော့ကိုဘက်ကနေတိတ်တော့ကတ်မတွင်နဲ့ပေါ့နော်တစ်ဖက်လူကိုသူစိတ်လိုလက်ရအတိုင်းလှမ်းလာတဲ့ချိန်မျိုးပဲရှိလိမ့်မယ်ဒီလိုမျိုးကြီးကိုစီကိုအဲ့လို relationship လိုမျိုးပုံစံနေထားမျိုးလှမ်းလာမဲ့ချိန်မျိုးတိတ်ကိုမတွေ့ရအောင်နော်ဆိုတော့နောက်ဆုံးပိတ်အတွက်ကိုတစ်ချက်ကြည့်မယ်နောက်ဆုံးပိတ်အတွက်ကဒီ crush နဲ့ကိုနဲ့ကrelationship အဆင့်တက်ဖြစ်မလား crush နဲ့ကိုနဲ့ relationship အဆင့်ကိုတက်ဖြစ်မလားဆိုရင်ကိုရဲ့စိတ်ပေါ်ရောသူ့ရဲ့စိတ်ပေါ်မူတည်ပါတယ်နှစ်ယောက်စလုံးကစိတ်ချိန်တွေတကယ်ကိုထပ်တူကြမှာပဲတက်နိုင်မဲ့ပုံစံနေထားမျိုးတွေ့တယ်ပြီးရင်လည်းဒီမှာလည်းသုံးဝင်းဆိုင်လို့ပုံစံနေထားမျိုးသုံးဝင်းဆိုင်ဆိုတာထက်ဘယ်လိုပြောရမလဲဆိုတော့တခြားအရေးကိစ္စတွေကိုဦးစားပေးနေချတာနောက်တခြား flip တဲ့ပုံစံနေထားမျိုးတွေရှိရမျိုးတွေအဲ့လိုမျိုးဆက်ဆံရေးမျိုးတွေရှိရမျိုးတွေရှိရအဲ့လိုတွေတွေ့တယ်ပေါ့နော်ဆိုတော့သူစိတ်နဲ့ကိုယ်စိတ်နဲ့ထပ်တူကြတဲ့အချိန်မျိုးကြတော့မှ relationship စုံတဲ့ကိုရောက်မှအဲ့လိုမျိုး relationship စုံတဲ့ရောက်ခဲ့ရင်တော့မှတယောက်နဲ့တယောက်ကစိတ်ကတယောက်ဖြစ်တာမျိုးတွေစိတ်ချိန်တွေအဆင်မပြေတာမျိုးတွေအရင်များလိမ့်မယ်ပေါ့နော်ဆိုတော့ဒီလောက်ပါပဲ crush နဲ့ပတ်သက်ပြီးတော့အရေးကိစ္စတွေကဒီလောက်ပါပဲဒီနေ့ဗီဒီယိုကဒီလောက်ပါပဲနော် bye bye